င်္ဂလာပါရှင်ဒီနေ့ရှင်းပြမယ့်အကြောင်းအရာလေးကတော့ KMD Ace e-learning website platform တွေကိုဝင်ရောက်အသုံးပြုတဲ့ပုံစံလေးကိုရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ်ဥစွာပထမ Google ကိုဖွင့်ရပါမယ် browser တစ်ခုကိုဖွင့်ရပါပြီအဲ့မှာKMD Ace e-learning platform လေးရဲ့ website address လေးကိုစပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်KMDAce.edu.mm ဆိုတဲ့ domain name လေးကိုရိုက်ထည့်ပြီးဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ KMDAce e-learning platform လေးတွေကိုရောက်လာပြီဖြစ်ပါတယ် KMDAce ရဲ့အဓိကရည်ရွယ်ချက်ကတော့ ICT နဲ့ပတ်သက်တဲ့ knowledge တွေတိုးပွားဖို့နဲ့ AI နဲ့ပတ်သက်တဲ့ knowledge တွေကိုရရှိနိုင်ဖို့အတွက်ကိုဒီ learning platform လေးကနေတစ်ဆင့်လေ့လာနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်ဒီ KMDAce ရဲ့ထူးခြားချက်အနေနဲ့ဆိုလို့ရှိရင်တော့ free study လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။တော့ free study နဲ့ပတ်သက်တဲ့အပိုင်းကိုလေ့လာဖို့အတွက်အောက်မှာ score ဆင်းပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ထားမယ်တင်ယူလေ့လာရန်ဆိုတဲ့ခေါင်းစဉ်လေးနဲ့တွေ့ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ AI နဲ့ပတ်သက်တဲ့အပိုင်းတွေ ICT နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာနိုင်ဖို့အတွက်ကို free study လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ KMDAce ကိုလေ့လာတော့မယ်ဆိုလို့ရှိရင်အောက်ဘက်ကို score ဆင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့နံပါတ်1အနေနဲ့account တစ်ခုကိုဖန်တီးဖို့လိုပါတယ်ပြီးရင်တော့ကို study လုပ်ချင်တဲ့ပေါ့နော် course တစ်ခုကိုရွေးချယ်ပြီးတော့တက်ရောက်လို့ရမှာဖြစ်ပါတယ်အဲ့အချိန်မှာ solution တော့ဒီ ICT နဲ့ AI နဲ့ပတ်သက်တဲ့ ICT and AI နဲ့ပတ်သက်တဲ့အချက်လက်တွေကိုစတင်ပြီးတော့လေ့လာလို့ရတယ်ခရီးလမ်းကိုရှောင်လန်းလို့ရပြီဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကို study လုပ်ချင်တဲ့ပေါ့နော်အကြောင်းအရာတွေအတွက်ကို free study ကိုနှိပ်ပြီးတော့ဝင်ပြီးတော့ကြည့်ရှုသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီမှာတော့ all products ဆိုတဲ့နေရာမှာဒီ premium course တွေရော free course တွေကိုပေါင်းပြီးပြထားတဲ့တက်ဖြစ်ပြီးတော့ free course ဆိုတာကတော့ free learn လုပ်လို့ရတဲ့ ICT and AI နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို free course ကောင်းစဉ်အောက်ကနေပြီးတော့သင်ယူလို့ရမှာဖြစ်ပါတယ် premium course ကတော့မိမိတို့အနေနဲ့ဒီ e-learning platform လေးကနေတစ်ဆင့်ပေါ့နော် premium course ကောင်းစဉ်အောက်ကနေရှိတဲ့ course တွေကို study လုပ်မယ်ဆိုလို့ရှိရင်တော့ဒီနေရာနေပြီးတော့ study လုပ်လို့ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ free course ကိုစပြီးတော့လေ့လာတော့မယ်ဆိုလို့ရှိရင်ကိုအရင်ဆုံးပေါ့နော်လေ့လာခြင်းနဲ့အကြောင်းအရာအတွက်ကိုမှတ်ထားဖို့အတွက်ကျွန်တော် sign in လုပ်ပြီးတော့လေ့လာမယ်ဆိုလုပ်လို့ရပါတယ် sign in ကိုနှိပ်လိုက်မှာဖြစ်ပါတယ်sign in နှိပ်လိုက်တဲ့ solution တော့ဒီ verify လုပ်တဲ့ process တွေပေါ်လာပြီးပြီ solution တော့ဒီနေရာမှာကိုက account ရှိရလို့ဆိုတော့ email password ရိုက်ထည့်ပြီး sign in လုပ်လို့ရပါတယ်။တို့ပေမဲ့ account မရှိသေးဘူးဆိုရင်တော့ create new account ဆိုတာလေးနဲ့အသုံးပြုပြီးတော့ account တစ်ခုကိုစပြီးတော့ဖန်တီးရမှာဖြစ်ပါတယ်။account တစ်ခုကိုစပြီးတော့ဖန်တီးရမှာဆိုမိမိရဲ့နာမည်ပေါ့နော်။အဲ့ဒါကိုအရင်ဆုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။အဲဒါဆိုကျွန်တော်တို့နာမည်အနေနဲ့နာမည်ကိုရိုက်ထည့်ပေးမယ်ပြီးရင် email ပေါ့နော်ကိုအသုံးပြုမယ် email လေးကို Gmail လေးကိုရိုက်ထည့်ပေးမယ်ပြီးရင်တော့ကိုအသုံးပြုမယ်ဒီ email နဲ့တွဲပြီးတော့အသုံးပြုမယ် Gmail နဲ့တွဲပြီးသုံးမယ် password လေးကိုရိုက်ထည့်ပြီးတော့ဒီမှာတော့ဒီ phone number လေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်လေးရိုက်ထည့်ပေးပြီးဆိုလို့ရှိရင်တော့ဒီနေရာမှာ KMD မြင်းဒီကုန်းဆိုပြီးတော့စတာနေလေးကိုရိုက်ထည့်ပေးတဲ့အခါမှာမိမိရဲ့အဖေနာမည်ပြီးရင်တော့ address တွေကိုရိုက်ထည့်ပြီးတော့ sign up ဆိုပြီးတော့စတင်ပြီးတော့sign up creation လုပ်လို့ရပါပြီဖြစ်ပါတယ်။အဲ့နေရာမှာကျမတို့ဒီဆက်သုံးတော့မယ်ဆိုရင် free course ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ free course ဆိုတာလေးကိုနှိပ်ပြီးတော့ကိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးကိုရွေးချယ်ပြီးတော့ learn လုပ်လို့ရမှာဖြစ်ပါတယ်။ဒီမှာအောက်ဘက်မှာဆိုရင်လည်း free course နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့လေ့လာမယ်ဆိုရင် page tag လေးရှိတယ်။ဒီ page tag လေးကိုတုံးပြီးတော့လေ့လာမယ်ဆိုရင်လေ့လာလို့ရတော့မှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ကိုလေ့လာခြင်းတဲ့ခေါင်းစဉ်ကိုရွေးချယ်ပြီးပြီဆိုရင်တော့အဲ့ခေါင်းစဉ်လေးကိုကျမတို့နှိပ်ပြီးတော့လေ့လာသွားမယ်ဆိုရင်လေ့လာသွားလို့ရမှာဖြစ်ပါတယ်။ page တစ်ခုချင်းစီမှာကိုလေ့လာခြင်းတဲ့အကြောင်းအရာလေးကိုဒီ course align 6ခုစီပေးထားတာဖြစ်ပါတယ်။အဲ့ဒါလေးကိုရွေးချယ်ပြီးလေ့လာလို့ရတယ်။ကိုလေ့လာမယ့်အကြောင်းအရာခေါင်းစဉ်လေးကိုတွေ့ပြီဆိုရင်တော့ဒီမှာလက်ပုံလေးပေါ်လာမယ်။ click တစ်ချက်နှိပ်ရမှာဖြစ်ပါတယ်။ဒါ solution တော့ဆက်ပြီးတော့ enroll for free တို့ဆက်ပြီးတော့နှိပ်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်။ဒါ solution တော့ဒီနေရာမှာ computer hand သွားရင်ဘယ်လိုလုပ်မလဲဆိုတော့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ video file လေးပေါ်လာပြီဖြစ်ပါတယ်။အဲ့တော့ဒီ video လေးကိုစပြီးတော့နားထောင်ပြီဆိုလို့ရှိရင်တော့ဘယ်နှစက္ကန့်
ဘယ်နှမိနစ်ကြာပါမယ်ဆိုတာလေးကိုပြောထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပေါ်လာပြီဆိုတာနဲ့ဒါလေးကိုplay လုပ်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့လမ်းလုပ်သွားလို့ရပြီဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အားလုံးမင်္ဂလာပါ Canvas e-learning platform မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းအကြောင်းများတော့ formula တွေဟန်တော့ရင်ဘာလို့လဲဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခေါင်းစဉ် sharing လုပ်ပေးရရင်ချက်ကတော့ formula နဲ့နေ့စဉ်အလုပ်လုပ်နေတဲ့သူတွေformula နဲ့စာလေးတော်နေတဲ့သူတွေ gaming ဘိုင်းတွေ connection ဘိုင်းတွေ streaming ဘိုင်းတွေလုပ်နေတဲ့သူတွေအတွက် formula တွေခေါင်းစဉ်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ formula တွေကနေ့စဉ်အသုံးပြုတဲ့ခါမှာဆိုလို့ရှိရင်ထိုင်ရတာမျိုးတွေ face ဖြစ်သွားတာမျိုးတွေကျွန်တော်တို့အကြောင်းကြားမှာပါဒါဆိုလို့ရှိရင်တော့ဒီလိုမျိုး IT နဲ့ပတ်သက်တဲ့နည်းပညာရပ်တွေကိုသိဖို့အတွက်ကိုလေ့လာနိုင်မှုအခွင့်အရေးတွေကိုရရှိမှာဖြစ်ပါတယ်။အဲ့တော့ဆက်ပြီးတော့လေ့လာမယ်ဆိုဗီဒီယိုပြီးအောင်ဆုံးအောင်ကြည့်လို့ရသလို complete continue နှိပ်ပြီးတော့လည်းသွားလို့ရပါတယ်။ဒီမှာတော့ကျွန်တော်နောက်ထပ်လေ့လာစရာတွေကိုယူဖို့အတွက်ကို go to dashboard နဲ့ဆက်ပြီးတော့သွားမှာဖြစ်ပါတယ်။တော့ login ဝင်လိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နာမည်နဲ့ account လေးကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်။မိမိရဲ့နာမည်နဲ့ account ကိုတွေ့ရမယ်။ KMD College ဆိုတဲ့နာမည်လေးပေးထားတော့ KMDC လို့တွေ့ရတယ်ဒီမှာတော့ရွေးချယ်ထားတဲ့ course အနေနဲ့ဆိုရင်တော့ computer ဟန်သွားရင်ဘာလုပ်မလဲဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုနောက်ထပ်ပြီးလေ့လာခြင်းနဲ့ဆိုရင် view more courses ဆိုတော့နှိပ်ပြီးတော့ဆက်ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်အဲ့ဒီမှာကိုကြိုက်တဲ့ course တွေကိုရွေးချယ်ပြီးတော့ဆက်လက်ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်ဒါ all product ဖြစ်တဲ့အတွက်ကြောင့် premium တွေရော free course တွေကိုဒီမှာတစ်ခါလေးပေါင်းပြီးတော့တွေ့ရမှာဖြစ်ပါတယ် premium course တွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ payment ပေးပြီးမှဒီဆက်ပြီးတော့လေ့လာလို့ရမှာဖြစ်တယ်လို့ free course တွေကိုဆက်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်free course ကိုလေ့လာလို့ရပါတယ်ဒါဆို free course ကိုနှိပ်ပြီးတော့ free course ထဲမှာရှိနေတဲ့ title လေးတွေကိုရွေးချယ်ပြီးတော့ဆက်လက်လေ့လာလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမှာ AI and generative AI နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလေ့လာခြင်းနဲ့ဆိုရင် enroll for free လို့ထပ်နှိပ်ပြီးတော့ကန့်သတ်မရှိပေါ့နော်ဒီမှာရှိတဲ့ video အားလုံးကို free နေနဲ့free ကောင်းစဉ်အောက်ကနေရှိနေတဲ့ video အားလုံးကိုဆက်လက်ပြီးတော့လေ့လာသွားလို့ရမယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းဒီနဲ့ login လေးနဲ့အကြောင်းကိုရှင်းလင်းတင်ပြပေးသွားတာဖြစ်ပါတယ်။မင်္ဂလာပါရှင်။ KMDS Knowledge Sharing Program မှာကြိုဆိုလိုက်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကိုယ်ဆက်ပြီးတော့လေ့လာမလုပ်သေးဘူးဆိုရင်ပြန်ပြီးတော့ go to dashboard နဲ့ဆက်သွားလို့ရတယ်။ဒါဆိုမိမိရဲ့ dashboard မှာမိမိရွေးချယ်ထားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘက်ကlogin ဝင်ထားဖြစ်တဲ့အတွက်ကြောင့်ကိုယ်ဘယ်ဗီဒီယိုတွေကိုလမ်းလုပ်ထားသလဲဆိုတာလေးတွေကိုလည်းမြင်ရပါမယ်။ကိုယ်ကပြီးအောင်ဆုံးအောင်ကြည့်ပြီးပြီဆိုရင်တော့ဒီမှာ 100% ပေါ့နော်။ပေါ်လာမှာဖြစ်ပါတယ်။အဲ့မှာလည်းဒီ course တွေနဲ့ပတ်သက်ပြီးတော့ quiz တွေဖြေရတာမျိုးလေးဒါမျိုးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။နောက်အဲ့ဒီအတွက်ကြောင့် KMDS ဒီ e-learning platform လေးကိုဝင်ရောက်ပြီးတော့အသုံးပြုခြင်းအပြင် sign up လုပ်ပြီးတော့အသုံးပြုခြင်းအပြင်မိမိရဲ့ ICT နဲ့ပတ်သက်တဲ့နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီကနေတစ်ဆင့်လေ့လာနိုင်တဲ့အခွင့်အရေးကိုရရှိမှာဖြစ်ကြောင်းသတင်းကောင်းပါရင်းနဲ့ KMDS ကိုဘယ်လိုဝင်ရောက်လေ့လာလို့ရတယ်လဲဆိုတာလေးကိုရှင်းလင်းတင်ပြမှုလေးကိုဒီမှာပဲရပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်